ပါရိုက်ကြေးရွာကရွာနာမည်ပြောင်းပွဲဒီမောင်ကိုရမလားလို့တညာမြတ်တခါနှခါလိမ့်တယ်နန့်တာမောင်မလားနန့်တာတဲ့ရှုံပါပေါ်မနတာဆက်ကိုလာမကြီးရဲ့ညှိရှက်ပါအောင်ဟမ်ဟိုမှာတော့တင်းနဲ့တော့တုတ်တယ်သူတို့ဘာလို့လဲအောင်စုံလိုက်တာလဲ special အတင်းတုတ်ကြတော့ပဲဘာတင်းများတုတ်နေလဲသွားဆက်စုလိုက်အောင်ပါဟေးအနီတင်းနဲ့အနီတော့ဘာတွေအတင်းတုတ်အဲ့လေဘာတွေပြောနေကြရတယ်ဦးရှင်ဟာမမိချဘူးပဲရွာရှိဘက်ကလူပြိုကြီးလောင်ကြီးယောက်ျားခိုးပြေးခဲ့လို့ရတော့ဟမ်မိမခိုးပြေးတာမဟုတ်ဘူးလားအနီတုတ်ရဲ့မဟုတ်ဘူးယောက်ျားခိုးလာပါဆိုယောက်ျားချင်းလေး B2B ပေါ့အေးအမလေးအန်တီတို့ရဲ့ဒါတွေကဘာစမ်းပြလို့အတင်းတုတ်နေကြရတော့အခုခေတ်ကကြားချင်းမကြိုက်မချင်းမကြိုက်အားလုံးကသဘောတူလက်ခံနေကြပြီပဲဟာအချို့နိုင်ငံတွေဆိုလေလူချိကြိုက်တာခွင့်ပြုထားကြပြီဟဲ့ငါတို့ယောက်ျားချင်းကြိုက်တာမကောင်းပြောရတဲ့ခင်မလောက်ကြနေပါဘူးအေးငါတို့အတင်းတုတ်တာတခြားအကြောင်းအေးဟမ်ဘာအကြောင်းလဲအဲ့လူပြိုကြီးလောင်ကြီးခိုးလာတဲ့ကောင်လေးနေရရွာနာမည်ကပါရဲ့ကြီးရတယ်ဟဲ့ငါတို့ရွာနာမည်နဲ့တူနေတာအေးလေဒါဆိုကျမတို့နေရရွာနာမည်ကလည်းပါရဲ့ကြီးရွာသူတို့ရဲ့ရွာနာမည်ကလည်းပါရဲ့ကြီးရွာဖြစ်နေတာပေါ့အေးနာမည်သူတို့အဆင်ပြေမနေဘူးရဲ့ဒါကြောင့်မို့တကြီးစီတတ်တိုင်နေရမယ်နောက်တနေ့ရွာလူကြီးအိမ်လိုက်အိုင်ကိုချစ်စနီကလေးရေဒီနေ့ဘာဟင်းချက်လဲကွဦးဘာဟင်းမချက်ဘူးဒီကဘီယန်ကားကြည့်ကောင်းနေအောင်ကိုယ့်ကိုလက်ဖက်တက်နေစားလက်ဖက်တုတ်တော့လောက်ပါမိမရတကြီးရေတကြီးထွက်လာပါအောင်မလေးလန့်တာလူလေဟာတကြီးဟမ်ရွာနာမည်ပြောင်းပြီးသူ့အရေးရွာနာမည်ပြောင်းပြီးသူ့အရေးဟာရုပ်ကြက်ကြီးဘာလို့ရွာနာမည်ကိုပြောင်းချင်နေရတာတော့ကွာကျမတို့ရွာနဲ့နာမည်တူနဲ့ရွာရှိနေတယ်ကိုဘာရွာနာမည်ရှိချင်လဲဟုတ်တယ်တော်လှုပ်ရှုပ်တာပဲရွာနာမည်တစ်ခုပြောင်းဖို့ဆိုတာလွယ်တယ်များထင်နေလားမင်းတို့ကတော့ငါ့ရဲ့သပင်နှမွေးကိုကြော်လုံနေကြတာပဲမင်းတို့ကရွာနာမည်ကိုဘယ်လိုပြောင်းချင်ကြတာတော့ကွာကြေးရွာစက်ခွာရိုက်ကြေးရွာသူမထားရတဲ့ရွာဒီစက်တဲ့ကွဲတော့တမျိုးအချောင်းနဲ့ကြေးရွာရပမ်နဲ့ကြေးရွာယူအပြူကြီးကြေးရွာအမလေးသူအပြူဖြစ်တော့လားကြွားနေတယ်အမလေးတော့ပါတော့မင်းတို့ပြောင်းချင်တဲ့ရွာနာမည်တွေကြားပြီးငါနောက်မိန်မတော့ထိုက်လိုက်ချင်တယ်ကွာတော့ပါပြောလိုက်တယ်chắcပါပြီကဲဒါဆိုဒီလိုလောက်ကြမနေ့ပြန်ရလာမယ်ပြောင်းပွဲအတွက်သတင်းထောက်တွေရောပွဲခင်းဖို့ရောအကတာပါရောငားလိုက်ကြတော့မနေ့ရောက်တော့ကိုထင်ရမလုံနဲ့ဆိုရင်လူပြောမယ်စိတ်ငြင်းရဲ့ကျမစီဖုံးဆက်ပါလားကိုရဲ့ဖုံဘာလို့ပြေးနေရပါလဲဟမ်တော့မမြင်ဘူးလားဟဲ့ပုံမငါ့အမြင်တော့မလုပ်ဆက်ဘူးနော်ညွှန်နေတာလားဟမ်မဟုတ်ပါဘူးမမိချဦးရဲ့တမီးကကိုလူပြိုကြီးလောင်ကြီးခိုးခဲ့တဲ့ကောင်လေးကိုသွားကြည့်မလို့ပါလူတွေအားလုံးသွားကြည့်နေကြတာလေဟုတ်လားအဲ့ကောင်လေးကအသားဖွေးဖွေးလေးနဲ့အရက်ပုတ်ပုတ်လေးနဲ့ချစ်စရာလေးတဲ့တမီးကတော့တွေ့ကျင်နေပြီဟဲ့ဘီယန်ဝတ္ထုကားတွေကโอเคလေးလို့ပြောတာနော်အဲ့လေးကြာရတော့ဝမ်းတာမိရတိလားငါတို့ရဲ့ရွာမှာအုံနောက်မရှိရတွေမရှိလို့လေအုံနောက်မရှိရတွေကရှိလို့လားမချဦးရဲ့အခုဒီ LGBT တိုင်ဝမ်ကိုစော်ကားပြီးကိုစောက်ဘကိုအဲ့လိုမဆိုင်ပဲသူများဘဝဝေဖန်ပြောဆိုနေတဲ့ဟာတွေကိုပြောတာပေါ့အေးဟုတ်တယ်နော်မမချဦးကဲပြိတ္တကြီးရေပဝတီယတိပြုတ်ပေခေစရာတင်ကြီး channel ကနေဒီနေ့ပြိတ္တကြီးအတွက်ပြောပြပေးမယ့်သတင်းလေးရတော့ပါရိုက်ကြေးရွာဆိုရယ်နာမည်ကနေတခြားနာမည်ပြောင်းဖို့အတွက်ရာနာမည်ပြောင်းပွဲကျင်းပနေကြတာပါဒီနာမည်ပြောင်းပွဲမှာတေလာစစ်တို့ဘီယွန်စီတို့လည်းလာပြောပြသွားခဲ့ပြီးလက်ပင်ဖွဲ့ဝင်လီဆာလည်းပွဲတက်သွားခဲ့ပါတယ်ရှင်ကဲအားလုံးပဲဒီအောင်ဆိုင်ပေးကြပါကဲယာတာပါချကြေးရမှာကြိုးစိုးပါ၏အရင်ရွာနာမည်လည်းမပြတ်အောင်ဒီဗလီပေးလိုက်တာပါတဘောကြတယ်မလားခင်ဗျာဘောကြပါမယ်ဒီလိုနဲ့ရွာနာမည်ပြောင်းပွဲလေးလည်းအောင်မြင်စွာပြီးဆုံးတော့ပါတော့တယ်
နောက်ပြီးဒီပတ်ချတဲ့ရမှာဘလို့ဟတ်တာလေးတွေဘလို့အမိုက်စားပြိုင်ပွဲလေးလုပ်အောင်မလဲဆိုတာတော့ကျမတို့ပပဝေဒီပြုံးမေခင်းရစရာတင်ကြီး channel ကနေပဲတင်ဆက်ပေးပါမို့ည7:00 နာရီတိုင်း TV မှာကြည့်လိုက်တော့နော်တကျမတော့ဖင်းကြီးအဲ့လေတင်ကြီးပါရှင်ပြီးပါပြီတကယ်လို့ဒီဗီဒီယိုကိုတက်တော့ကနေကြည့်နေရဆိုရင်တော့ YouTube မှာလည်း Nini Friends စာပြီးအားပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ YouTube မှာကအပိုင်းသက်မဟုတ်ပဲနဲ့စဆုပ်တင်ထားမို့လို့ပါတ